အဲ့ဒါကိုရည်စူးလိုက်မယ်ဆိုလို့ရှိရင်လေမြတ်စွာဘုရားကအပ္ပမိဒံဘိက္ခွေမနုဿနံအာယုယဟန်တို့လူတွေရဲ့ဒီအသက်ဆိုတာအင်တမတူတောင်းတယ်လို့ပြောတာနော်အမတန်တူတောင်းတယ်တက်တန်းနဲ့ပြောမယ်ဆိုလို့ရှိရင်လေနှစ်တရာဆိုတာ1000နဲ့ဆိုင်တူတောင်းတာပဲလေခုကတက်တန်းတူတယ်အဲ့တော့အသက်တူတယ်ဆိုတာကိုသတိထားမိဖို့မြတ်စွာဘုရားဒီတရားကိုဟောတာယဟန်တို့လူတွေရဲ့အသက်ဟာအလွန်မဲ့တူတောင်းတယ်တဲ့ကမဏီယောတံပရာယောနောက်ဘဝတစ်ခုသွားမှာဖြစ်တယ်ဒါဘယ်သူပဲဖြစ်ဖြစ်နောက်ဘဝသွားတော့ဒီဘဝမှာယက်တိလို့မရဘူးကြာကြီးယက်တိလို့မရဘူးဥပမာဘာနဲ့တူလို့ဆိုရင်သစ်ပင်တစ်ပင်ကသီးလာတဲ့အသီးဟာအညာမှာအသီးလေးတွေကတန်းလန်းလေးဖြစ်နေစဉ်နဲ့မြအဲ့ဒီအသီးရဲ့အနေရပါတော့ဆိုရင်အညာကနေလွတ်ပြီးအောက်ကိုကျွေးကြဖို့ပဲမကျွေးတဲ့အသီးဆိုတာရှိကုန်ရှိနော်အညာကနေပြီးတော့အသီးလေးကပြုတ်ကြမှာပဲတနေ့မဟုတ်တနေ့ပြုတ်ကြမှာသူတို့ဆိုလို့အဲ့တော့လူရဲ့အသက်ဟာလည်းပဲတနေ့မဟုတ်တနေ့ပျောက်သွားမှာပဲပျောက်သွားရင်ဒီအခြေအနေမဟုတ်ဘူးအခြေအနေတစ်ခုကိုရောက်သွားတယ်အဲ့ဒါကိုပြောတာခမဏီယောတံပရာယောနောက်ဘဝဆိုတာသွားရမှာပဲတဲ့ဒါကလူသဘာဝကိုပြောတာအသက်ဆိုတာလွန်တူတယ်နောက်ဘဝဆိုတာသွားရမှာဖြစ်တယ်အဲ့တော့ဘာလုပ်ရအောင်ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အလုပ်မျိုးတွေကိုလုပ်တင်တယ်ဒါဘုရားရဲ့ဆုံးမထားပဲနော်ယတ္တိနေရာမှာမဟုတ်သည့်အတွက်ကြောင့်ပြစ်ကင်းတဲ့ကုသိုလ်လုပ်တွေကိုလုပ်တင်တယ်လုပ်ပါထာဝရမြဲနေတာမဟုတ်သည့်အတွက်ကြောင့်ကောင်းတာတွေကိုလုပ်ပါလို့တိုက်တွန်းတယ်စရိတ္တပံပြမစရိယမြတ်သောအကျင့်ကိုကျင့်ပါမြတ်သောအကျင့်ဆိုတာဘာပြောတာမဂ္ဂင်၈ပါးအကျင့်မဂ္ဂင်၈ပါးအရှင်းဆိုတာဘာကိုပြောတာတော့သီလသမာဓိပညာသီလကိုအခြေခံပြီးတော့သမာဓိကိုထူထောင်သမာဓိထူထောင်ပြီးအသိပညာရအောင်လုပ်ပါလို့ပြောတာအဲ့တော့ပညာဆိုတာလောကမှာတော့လူတွေကဒီအသက်မွေးဝမ်းကြောင်းပညာကိုလည်းပညာလို့ခေါ်ကြတာ။ကျောင်းဒီမှာသင်တာကိုလည်းပညာသင်တယ်လို့ပြောတယ်။ကောလိပ်တို့တက္ကသိုလ်တို့သင်တာလည်းပညာသင်တယ်လို့ပြောတယ်။တကယ်ကတော့အဲ့ဒါတွေဟာပညာလားလို့ဆိုမဟုတ်ဘူး။တကယ်သင်နေတာ subject matter တွေပဲသင်တာလေ။အကြောင်းအရာတစ်ခုကိုသင်တာပဲဖြစ်တယ်။အဲ့ဒီအကြောင်းအရာကိုလက်တွေ့အသုံးချပြီးသိတဲ့အခါမှာပညာဆိုလာတာအဲ့ဒီသင်ယူတဲ့ဟာကိုသုတလို့ပဲခေါ်တယ်ပညာလို့မခေါ်ဘူးပါဠိမှာပညာကြတော့လက်တွေ့ကြားဘူးတာကိုအခြေခံပြီးတော့လက်တွေ့လှုပ်လှုပ်တဲ့အခါမှာအသိပညာဆိုပေါ်လာတာအဲ့ဒါကြောင့် wisdom လို့ခေါ်ရမှာအဲ့တိုင်းပဲဒါကြောင့်မို့ဒီပြမစရိယမြတ်သောအကျင့်ဆိုတာသီလကိုအခြေခံလိုက်သီလကိုအခြေခံပြီးတော့စိတ်တည်ငြိမ်မှုကိုကြိုးစားစိတ်တည်ငြိမ်လာပြီဆိုရင်သဘာဝအမှန်တရားတွေကိုသိလာလိမ့်မယ်အဲ့တော့ဘယ်လိုဒါကြောင့်မို့လို့မြတ်သောအကျင့်ကိုကျင့်ပါဆိုတာအဲ့ဒါလုပ်ခိုင်းတာပဲအဲ့ဒါဒီသီလကိုအခြေခံထားမှသမာဓိလုပ်မှာလွယ်လွယ်ကူအောင်နိုင်တာသီလမရှိတဲ့ပုဂ္ဂိုလ်ကစိတ်ကိုထိန်းလိုက်တာနဲ့တပြိုင်နက်သူမဟုတ်တာလှုပ်ထားတာတွေကအရှိုးရှိုးဝင်လာတယ်ကိုမဟုတ်တာလှုပ်တာကိုပဲသိတာကိုသူများအသိချင်မှသိမှာပေါ့နော်အဲ့တော့မဟုတ်တာလှုပ်ထားတာတွေသိလာတဲ့အတွက်ကြောင့်စိတ်ကိုရက်အာယုန်တစ်ခုတည်းပေါ်မှာရက်တက်ဖို့သူဘယ်လိုပဲကြိုးစားမရအောင်အာယုန်ဒီပုံရိပ်တွေကထိုးဝင်လာတာဥပမာမဲ့အင်္ဂုလိမာလာဆိုလူဘွားတော်ကသူဟာပင်ကိုကမိုက်မဲတဲ့ဆရာမရှိတော့လည်းပဲဆရာရဲ့စိတ်ခိုင်းတဲ့ကြောင့်သူဟာလူမိုက်ဘွားရောက်သွားတယ်လူတွေတပ်ပြီးလက်ညှိုးဖြတ်တဲ့လူသက်သမားကြီးဖြစ်ရောက်သွားမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာ
မြတ်စွာဘုရားတရားကိုနာရပြီးသူကအဲ့ဒီအလုပ်ကိုလူတွေတတ်တဲ့အလုပ်ကိုရဆိုင်ပလိုက်တယ်မြတ်စွာဘုရားပေးတဲ့ကမ္မထံကိုသူထိုင်တယ်တရားထိုင်လိုက်တာနဲ့ဘာတွေတွေ့တော့တောထဲမှာသူလူတွေကိုလိုက်တတ်နေတာတော့တောရင်းကသူနေခဲ့တဲ့ဘဝအခြေအနေတွေကပဲလွှမ်းမိုးနေတာအဲ့ဒီပုံရိပ်တွေကိုသူဖယ်လို့မရသူလိုက်တတ်လို့အော်ဟစ်ပြေးသွားကြတာအမေမတတ်ပါနဲ့အဖေမတတ်ပါနဲ့သူမတတ်ပါနဲ့အော်ကြဟစ်ကြသွေးရဲတန်ရဲအဲ့ဒီပုံရိပ်တွေပဲသူကောင်းတဲ့ရောက်တရားထိုင်လိုက်ပြီဆိုရင်ရှူရှူရောက်လာတယ်တမာရီဘယ်လိုလုပ်ရမရနောက်ကြတော့မြတ်စွာဘုရားကရဟန်းဝတ်တဲ့အချိန်ကစပြီးတော့မင်းဘယ်သူမှမတတ်တော့ဘူးမဟုတ်လားအဲ့တော့ရှေ့ပိုင်းကလုပ်ခဲ့တာတွေမေ့ထားပြီးတော့ရဟန်းဘဝကနေစပြီးဒီဘက်ကိုကြည့်လိုက်လို့အဲ့ဒီကြတော့မှအတော်သင့်စိတ်ချမ်းသာရပြီသူတရားထိုင်လို့ရသွားနော်အဲ့ဒီလိုနီးပေးလိုက်မှအဲ့ဒီပုံရိပ်တွေကရုတ်တရက်မနှောက်ယှက်တော့တာဖြစ်တယ်နှုတ်ဆိုရင်မကောင်းတဲ့လှုပ်ထားတဲ့လူတယောက်ကမကောင်းတဲ့ပုံရိပ်တွေကစိတ်ကိုထိန်းချိုးလိုက်တာနဲ့တပြိုင်နက်ရှူရှူရောက်လာတတ်တယ်ရှူရှူရောက်လာပြီးဒီပုဂ္ဂိုလ်ဟာတမာရီကိုမရနိုင်ဘူးဒါကြောင့်မို့တီလဆိုတာတမာရီရဖို့အတွက်ညာကြီးထောက်ကူဖြစ်တယ်ကိုချင်းတီလကောင်းနေတဲ့ပုဂ္ဂိုလ်ကြတော့ငါမဟုတ်တာလုံးမထားဘူးကိုကြည့်လိုက်ရင်အပြစ်ကကင်းစင်နေတယ်ပြစ်ကင်းစင်တော့စိတ်ချမ်းသာတယ်စိတ်ချမ်းသာရည်အတွက်ကြောင့်သူကပီတိဖြစ်တယ်ပီတိဖြစ်လို့ကိုယ်စိတ်ငြိမ်းချမ်းတယ်ငြိမ်းချမ်းလို့ချမ်းသာတယ်ချမ်းသာလို့တမာရီကအလွယ်တကူဖြစ်တယ်ဒါမှမဟုတ်သီလနဲ့တမာရီဆိုဆက်ဆက်နေတာသီလရှိအောင်ကြိုးစားရတယ်သီလရှိရင်တမာရီဆိုရယ်စိတ်တည်ငြိမ်မှုရလာအဲ့ဒီတမာတိရှိပြီဆိုတော့မှတကယ်အစစ်မှန်တွေကိုမြင်နိုင်တဲ့ပညာသိတဲ့ပညာဆိုတာလာတယ်အဲ့ဒါတော့ပညာဆိုတာပညုတ္တရသဗ္ဗိဓမ္မလို့ဆိုတဲ့အတိုင်းကုသိုလ်တရားတွေထဲမှာတော့ပညာဟာလမ်းဆုံးပန်းတိုင်ပဲဖြစ်တယ်ပေါ့အဲ့တော့ဝိပဿနာပညာနဲ့ရှုတရားနံတရားတွေရဲ့သဘာဝကိုသိရှိနားလည်တဲ့အဆင့်ကိုရောက်သွားတယ်အဲ့ဒါအတွက်စရိတဗံဗြဟ္မစရိယံဆိုတာဒီစကားလုံးလေးအဲ့ဒါကိုပြောတယ်နော်သီလအကျင့်တမာရီအကျင့်ပညာအကျင့်ကိုကျင့်မှာဒါမြတ်သောအကျင့်ပဲတူတောင်းနေတဲ့တက်တန်းလေးမှာတန်မိုးရှိတဲ့အလုပ်တွေကိုလုပ်ဖို့ပြီးတော့တတိပေးတာရသော်ဗျာနတ္ထိသာတတအမရဏလူလောကမှာမွေးလာတဲ့ပုဂ္ဂိုလ်မသေးဘူးဆိုတာမရှိဘူးတဲ့သိကြပါသေးဘယ်လိုဖြစ်ဖြစ်မသေးတဲ့လူမရှိသို့တော်လည်းဗမာပြည်မှာကြည့်လေဓာတ်လုံးရည်စိန်တောက်တာတို့ဖိုးထိုးတာတို့အဲ့ဒီလှုပ်ပြီးတော့ဝိဇ္ဇာစောကြီးနဲ့မသေးဘူးလို့ထင်ပြီးလုံနေကြတယ်မြတ်စွာဘုရားစကားအရာဆိုရင်သိခြင်းတရားကိုကာကွယ်နိုင်တဲ့နည်းဆိုလောကမှာမရှိဘူးမာပြေမှာတော့အရှင်အတွက်တို့အသေးအတွက်တို့လုံနေကြဒါယုံကြည်ချက်တစ်ခုသာဖြစ်မယ်နော်အဲ့တော့အသေးတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတော့မသေးတာတော့မဟုတ်သေးသွားတာဥပသူတို့ကအရှင်အတွက်တို့အသေးအတွက်တို့လုံနေကြတာသေပြန်တော့လည်းထွက်သွားတယ်လို့ပြောတာဘယ်သူပဲဖြစ်သေရင်တော့ထွက်သွားမှာပဲလေပါထွက်တာအသက်ထွက်သွားတာပဲအဲ့တော့တခုတော့သစ္စုံကြီးဟာဘဝကိုဆုံးသက်တာတခုပဲဖြစ်တယ်ပေါ့အဲ့ဒါကိုဘယ်နည်းနဲ့မှလူဘဝမသေးအောင်ကြိုးစားလို့မရဘူးဆိုတာဒါပြောပြတာနော်နတ္ထိသာတတအမရဏသာတတလူဘဝမှာမွေးဖွားလာပြီဆိုလို့ရှိရင်အမရဏမသေးဘူးဆိုတာနတ္ထိဘယ်တော့မှမရှိဘူးမရှိနိုင်ဘူးတဲ့နော်မြတ်စွာဘုရားလူစိတ်ဓာတ်ကိုပိုင်နိုင်ပြီးတော့ကိရိတာအညစ်အကြေးတွေကိုဖယ်ရှားလို့စိတ်ကိုပိုင်နိုင်တဲ့ပုဂ္ဂိုလ်တောင်မှပဲသက်80ကျပြိဋိဘံဆံသွားတာပဲလေပြိဋိဘံဆံသို့သောဘုရားပြိဋိဘံဆံတာကိုပဲဘုရားဘာသာခိုင်ခွဲတွေကလက်မခံနိုင်သေးဘူးအဲ့ဒါတော့ဒီဟိန္ဒူဝါဒတွေတခြားဝါဒတွေရောနှောပြီးတော့
လူတွေရဲ့အတွေးပေါ့နော်သေရာသိပင်လင်ဒါWestern Paradise တို့အေးချမ်းတဲ့ဘုံဘဝမှာသွားရှိနေသေးတယ်လို့ကြားညပြန်ပြီးရင်တခါဖះအနေနဲ့ပြန်ပွင့်အောင်မယ်လို့လူယုံကြည်တဲ့ဘုရားဘာသာတွေရှိတယ်လေဘုရားဘာသာကိုယ်ွယ်တွေတရုတ်ပြည်တို့ဂျပန်တို့ကိုရီးယားတို့မှာရှိတဲ့မဟာယာနဘုရားဘာသာတွေကအဲ့လိုပဲအပိသိသွားတာမဟုတ်ဘူးကောရမဖះသည်ပဲနဲ့ဟိန္ဒူဝါဒအရာကြတော့ကောရမဖះပြန်ပြီးတော့လူဝင်စားဖြစ်နေတယ်သိတာမဟုတ်ဘူးဒီထေရဝါဒဗုဒ္ဓဘာသာအရာသာဖះပြိဋိဘံဆံသွားပြီဆိုပြိဋိဘံဆံသွားတယ်ဆိုငြိမ်းသွားတာကိုပြောတာငြိမ်းသွားတာဆိုတာဘာကိုပြောတာတော့မိတော့ကလေးတောင်းနေတယ်မိလေးငြိမ်းလိုက်တယ်ဘယ်ရောက်သွားတော့ဘယ်မှရောက်သွားလို့ရှာလို့မရတာနော်မိလေးငြိမ်းသွားတယ်လို့ခန္ဓာငြိမ်းသွားတာဝဲတာပြိဋိဘံဆံတယ်လို့ပြောတယ်အဲ့တဏှာမှာသွားနေတာမဟုတ်သို့တော့ဟိန္ဒူဝါဒနဲ့အခြားဘာသာဝါဒတွေမှာကြတော့တကယ်ကိုထာဝရပုံရောက်သွားပြီးတော့ရှိနေတယ်လို့ယူဆပြန်တယ်ကိုရောမြတ်စွာဘုရားရဲ့ဒီဟိန္ဒူဘုရားကျောင်းနေမှာဆိုလို့ရှိရင်ကိုရောမြတ်စွာဘုရားကိုနဝမ9ခုမြောက်နေရာမှာတို့ထားတယ်ပြမကြီးကပထမနေရာမှာဖိတနိုးနတ်ကဒုတိယနေရာမှာတိဝနတ်ကတတိယနေရာမှာအဲ့ဒါလို့ထားပြီးခောရမဗုဒ္ဓကနံပါတ်9နေရာမှာအဲ့ဒီခိန္ဒူဘုရားကျောင်းနေမှာအဲ့လိုထားခောရမဗုဒ္ဓရုပ်တုရှိတယ်အဲ့သူတို့ဘယ်လိုယူဆတော့ဆိုနဝမအဝတ္တာရာဖိတနိုးနတ်ကြီးဟာသေတော်ကြီးပြန်ဝင်စားတာပြန်ဝင်စားတာအဲ့တော့ကောရမဘုရားလည်းအဲ့လိုပြန်ဝင်စားနေတယ်တိဘက်ဗုဒ္ဓဘာသာတွေဆိုတာလည်းဒီလိုပဲဝင်စားတာပဲလေအဲ့ဒါကို reincarnation လို့ခေါ်တယ် reincarnation တိဘက်ဗုဒ္ဓဘာသာတွေမှာ reincarnation သိပြီးရင်ထပ်ဝင်စားနေတာအဲ့တော့ဒီထေရဝါဒဗုဒ္ဓဘာသာမှာအဲ့လိုမရှိဘူးအဲ့ဒီစကားလုံးကထေရဝါဒဗုဒ္ဓဘာသာအတွက်မဟုတ်ဘူးတိဘက်ဗုဒ္ဓဘာသာအတွက်တောက်တဲ့စကားလုံးပဲဖြစ်တယ်အဲ့တော့ဗုဒ္ဓဘာသာဖြစ်တာတောင်မှပဲဒီမြတ်စွာဘုရားရဲ့ဟောတဲ့အတိုင်းမူရင်းအတိုင်းမဟုတ်ဘဲနဲ့အတွေးတွေနဲ့ပြန်ပြီးတော့လက်ခံတဲ့ဗုဒ္ဓဘာသာတွေဖြစ်ကုန်တယ်မြတ်စွာဘုရားအနေနဲ့ကတော့တန်တရားနဲ့နိဗ္ဗာန်ဆိုတန်တရားဆိုတာခန္ဓာရှိတာနိဗ္ဗာန်ဆိုတာခန္ဓာမရှိတာအဲ့တော့ခန္ဓာလွဲလို့ဘာရှိတော့ဘာမရှိဘူးခန္ဓာမရှိဘူးဆိုရင်ဘာမရှိဘူးဖြစ်သွားတာပဲလေခန္ဓာဖြစ်နေတာကတန်တရားခန္ဓာလုံးဝချုပ်သွားတာကနိဗ္ဗာန်နိဗ္ဗာန်မှာဘာရှိတော့ခန္ဓာမရှိသည့်အတွက်ကြောင့်လူတွေကခန္ဓာကိုကြည့်ပြီးတော့ဒါလူပဲဒါနတ်ပဲဒါတိရစ္ဆာန်ပဲနဲ့သတ်မှတ်လို့ရတာလေခန္ဓာမှမရှိရင်ဘာနဲ့တော့သတ်မှတ်လို့လည်းမရဘူးသတ်မှတ်ပြီးတော့ပြောစရာမရှိတော့ဒါကိုအပညတိကောလို့ခေါ်တယ်အမည်ပေးစရာမရှိတော့ခန္ဓာကိုကြည့်ပြီးမှသာအမည်ပေးလို့ရတာကိုလူပုံစံတွေ့ရင်လူလို့ခေါ်လိုက်တာပေါ့လူတဲ့ပိုချမ်းသာတာနတ်လို့ခေါ်လိုက်တာပုံစံကြည့်ပြီးခေါ်တာပဲလေတိရစ္ဆာန်ကြတိရစ္ဆာန်နွားကြနွားခွေးကြခွေးပုံစံနေမျိုးအဲ့တော့ခန္ဓာမရှိလို့ရှိရင်ဘာလို့ခေါ်မှာဘာမှခေါ်လို့မရဘူးဒါကြောင့်အပညတိကောဖော်ပြလို့မရတော့ဘူးဒါထေရဝါဒဗုဒ္ဓဘာသာမှာကြတော့ခန္ဓာရှိတာကတန်တရားခန္ဓာမရှိတော့တာကနိဗ္ဗာန်ဒါရှင်းနေပဲသူမရှိတာလားလို့ဆိုမဟုတ်ပြမစရိယဆိုကျင့်စဉ်ကိုကျင့်ပြီးတော့ခန္ဓာရှိခြင်းရဲ့အကြောင်းဖြစ်တဲ့ကံနဲ့ကိလေသာကုန်အောင်လုပ်တာပဲကံနဲ့ကိလေသာကုန်သွားလို့ရှိရင်ဒီခန္ဓာဆိုတာမလာတော့ဘူးဒီလိုဆိုလို့တယ်နော်ဒါကြောင့်မို့မြတ်စွာဘုရားခန္ဓာရှိနေလို့ရှိရင်နတ္ထိသာတတ္တအမရဏ
မွေးလာတဲ့ပုဂ္ဂိုလ်မသေးဘူးဆိုတာမရှိဘူးတဲ့တက်တန်းနဲ့ပြောမယ်ဆိုလို့ရှိရင်ရဟန်းတို့လူလောကမှာအသက်ရှိဆုံးဆိုတဲ့ပုဂ္ဂိုလ်ဟာအနှစ်တရာပဲဖြစ်တယ်တရားတဲ့နည်းနည်းပို့တာလည်းရှိတယ်။မြတ်စွာဘုရား80ပဲနေရှင်အနန္ဒာတို့ကျတော့120ရှင်ဘာကုလကျတော့160ရှင်နုရုဒ္ဓ150ဒီလိုတက်တန်လေးတွေဘုရားလက်ထက်မှာအသက်ရှိဆုံးကတော့ရှင်ဘာကုလပဲလူဘဝနဲ့280ရဟန်းဖြစ်ပြီးတော့280တက်160နေရတယ်အဲ့ဒီလိုမြတ်စွာဘုရားလူသဘာဝကိုအသက်နဲ့ပတ်သက်ပြီးတမေတမောကြီးအသက်ရှိတယ်လို့ထင်ပြီးတော့မေ့ပြီးတော့မကောင်းတာတွေမလုပ်ဖြစ်အောင်ကောင်းတာတွေကြိုးစားဖို့ဆိုပြီးတော့ယဟန်တွေကိုဟောတဲ့အခါမှာမဏ္ဍကြီးကပုံမဖော်ပဲနဲ့အတန်မဏ္ဍရဲ့အတန်ဝင်လာတယ်ဖះစကားဟောပြောနေတဲ့ခြားထဲမှာမဏ္ဍကဘာဝင်ပြောတာတော့ဆိုထီကမာယုမနုဿာနနန္နဟိလိသူပောရိတောလူရဲ့တတန်းဆိုတာရှေးပါတယ်နော်သူကမတူပါဘူးရှေးပါတယ်ဖះစကားကိုလာပဲဖြတ်တာပေါ့နန္နဟိလိသူပောရိတောလူတော်လူကောင်းတယောက်အနေနဲ့အသက်ကိုမရှုတ်ချပါနဲ့စရိယခိရမတောဝါနို့ကိုအာရပါရစုပ်ပြီးတော့နေတဲ့ကလေးပေါက်စာလေးဟာသူသေဖို့ဘယ်လိုမှမစင်စားသလိုပဲဟုတ်တယ်လေကလေးပဲသိမလဲမိခင်ရဲ့နို့ရည်ကိုစုပ်ပြီးတော့နှစ်ချိုင်နေတဲ့ကလေးလေးဟာပြောနေတယ်လို့ပဲစရိယခိရမတောဝါနိုးဆိုနေတဲ့ကလေးလေးလို့ပြောနေစမ်းမှာသေမာတွေမတွေးပါနဲ့ပြောနေပါနတ္ထိမစ္ဆုဒအာဂမောသေခြင်းတရားဆိုသေခြင်းတရားရဲ့ရောက်လာတဲ့ဆိုတာမရှိပါဘူးဖရာတရားတော်ကိုတိုက်ရိုက်ဆန့်ကျင်ပြီးတော့ညင်ချက်ထုတ်ပြီးတော့ပြောလိုက်တာဒါ reject လုပ်တဲ့ခေါ်တာပေါ့နော်ဖရာဟောတဲ့စကားကိုညင်ပယ်လိုက်တော့အဲ့ဒီမှာမြတ်စွာဘုရားဒီအတန်ရှင်ကဘာလို့လဲလို့ကြည်တော့မနှက်ဖြစ်တယ်မနမန်သိတော့ချက်ချင်းတုံ့ပြန်ပြောလိုက်တယ်အပ္ပမာယုမနုဿာနမဟုတ်ဘူးလူရဲ့သက်ဆိုတာတန်တိုးတယ်ဟိလိယနံသူပုရိသောလူတော်လူကောင်းတယောက်အနေနဲ့အသက်ကိုချီးမွမ်းတတ်ဘူးတဲ့အမတမတိုးတယ်ရှုတ်ချရမှာဖြစ်တယ်စရိယဒိဋ္ဌတိသောဝါခေါင်းကိုမီးလောင်နေတဲ့ပုဂ္ဂိုလ်ဟာအရေးတကြီးအေးစစ်စစ်နေလို့မရှိဘူးမရဘူးလေခေါင်းမီးလောင်နေပြီဆိုရင်ညှိမ့်သက်ဖို့ကြိုးစားရမယ်ခေါင်းမီးလောင်နေတဲ့ပုဂ္ဂိုလ်လိုပဲနေရမယ်နော်အေးစစ်စစ်နေလို့မရဘူးခေါင်းမီးလောင်နေတဲ့ပုဂ္ဂိုလ်ဒီခေါင်းမီးငြိမ်းအောင်ကြိုးစားရတယ်လို့ပဲကြိုးစားရမယ်နတ္ထိမစ္ဆုဒနာဂမောသေခြင်းတရားမရောက်လာဘူးဆိုတာမရှိဘူးသေချာပေါရောက်လာမှာဖြစ်တယ်မြတ်စွာဘုရားကအဲ့လိုတုံ့ပြန်ပြောလိုက်တဲ့အခါမဏ္ဍကြီးကအဲ့ဒီနေရာမှာပျောက်ကွယ်သွားတယ်တဲ့ဒါက9နံပါတ်3 10နံပါတ်3ကလည်းပဲအဲ့ဒီအတိုင်းပဲမြတ်စွာဘုရားယဟန်တွေကိုတရားဟောတယ်တတန်ရဲ့တူတဲ့ဆိုတာတွေကိုဟောနေတဲ့အခါမှာမဏ္ဍကဘာဝင်ပြောတော့ဆိုနိစ္စယန္တိအဟောရတာနိစ္စယန္တိအဟောရတာဆိုတာနေ့ရညတွေဟာကုံဆုံးသွားတာမဟုတ်ပါဘူးလာနေတာပဲမြက်မြက်လာနေတာကုံသွားတာမရှိဘူးပေါ့ဟောကုံသွားတာမရှိဘူးဆက်လာနေမှာပဲနိစ္စယန္တိအဟောရတာနေ့ရညတွေဆိုတာဘယ်တော့မှကုံမသွားဘူးစီဝိတံနုပရုစတိလူရဲ့အသက်ဆိုတာလည်းဘယ်တော့မှချုပ်ဆုံးသွားတာမဟုတ်ဘူးအာယုအနုပရိယယတိမစ္ဆနာလူတွေရဲ့နောက်တတန်းဆိုတာဟာစင်စမဲ့ပြဖြစ်နေတာတဲ့အသက်ဆိုတာစင်စမဲ့ပြဖြစ်နေတာဥပမာမေနေမိဝရထကုပ္ပရံလက်ပင်ကြီးဟာလက်အိမ်နောက်ကနေလိမ့်ပြီးလိုက်နေသလိုပဲအသက်ကလည်းပဲလှူတွေသွားရနောက်ကလိုက်နေမှာပဲဆိုပြီးတော့ဒီဓမ္မအမြင်ရဲ့ဆန့်ကျင်မဲ့စကားတွေကိုလာပြီးတော့ဝင်ရောက်ပြီးတော့ပြောဆိုတယ်
အဲ့လိုပြောဆိုတဲ့အခါမှာမြတ်စွာဘုရားဘာတုံ့ပြန်လိုက်တုံးဆိုဣစယန္တိအဟောရတာမင်းပြောတာလုံးဝမဟုတ်ဘူးနေ့ရညတွေဆိုတာကုံဆုံးနေတာအဲ့ဒါမှသိတာလေအခုတစောင်းမိုးလိုက်ပြီးတော့2ရက်ဖြစ်သွားပြီလေတစောင်းမိုးလိုက်ပြီးနေပြီးသွားပြီနောက်ရက်1ရက်ပြီးသွားပြီနေလိုက်ပြီး2ရက်ရောက်နေပြီနောက်ရက်ဆို3ရက်ကုံဆုံးနေတာပဲလေနေ့ရရက်တိဆိုတာဒါမို့ဣစယန္တိအဟောရတာနေ့ရညတွေဆိုတာကုံလွန်နေတာသာဖြစ်တယ်ဇီဝိတံဥပါရောစီနေ့ရညတွေကုံနေသလိုပဲအသက်ဆိုတာလည်းပဲရော့သွားတာတဲ့ချုပ်ငိမ့်ပြီးတော့သွားတာပဲတဲ့အာယုခိယတိမစ္ဆာနာလူတွေရဲ့အသက်ဆိုတာတဖြည်းဖြည်းကုံသွားတာဘာနဲ့တူတုံးဆိုကုံနတိဝဩရကုံနတိဝဩရကံကုံနတိဤဝဩရကံဒီမြေချောင်းအင်းအိုင်လေးထဲမှာရှိတဲ့ရေဟာခန်းခန်းသွားတယ်နောက်ဆုံးကြလို့ရှိရင်ရေလုံးဝ၆သွားသည့်ထီအောင်ဖြစ်တယ်ပေါ့ရေဟာတဖြည်းဖြည်းခန်းတယ်အဲ့တော့မြေချောင်းအင်းအိုင်အသေးလေးတွေမှာရှိတဲ့ရေတွေဟာခန်းခန်းသွားလို့တို့လူတွေရဲ့အသက်ဟာလည်းပဲကုန်ခန်းနေတာသာဖြစ်တယ်သူဆိုလိုတယ်နော်ဒါမြတ်စွာဘုရားအနေနဲ့ကဒါမနဲ့ပြောတဲ့စကားကတော့လူတွေကိုပျော်ပျော်နေဖို့ပြောတဲ့သဘောပဲခဏခေတ်မှလည်းလူတွေကပြောကြတယ်လေအသက်တူတယ်တော့ခဏခေတ်ကတော့ပြောတယ် life is too short အသက်စာသိတူတယ် too short တူတယ်လို့ပြောပြီးတော့ဘာလို့တော့ enjoy yourself မင်းမမင်းပျော်ပျော်ကြီးနေလို့ပြောတာတတန်းတူတယ်ပျော်ပျော်နေရမယ်လို့ပြောတာမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးနော်အေးတတန်းဆိုတာတူတယ်မှတ်တမဲ့မနေကြနဲ့ကောင်းတာတွေရအောင်ကြိုးစားကြတန်ဖိုးရှိတာလုပ်ကြလို့သူတို့ဟောတာအဲ့တော့အာယုခိယတိမစ္ဆနံကုဏတိဝဩရကံမြင်းငယ်ချောင်းငယ်လေးတွေမှာရေဟာတနေ့ပြီးတနေ့ခန်းခန်းရော့သွားတယ်လို့လူရဲ့အသက်ဟာလည်းတနေ့ပြီးတနေ့ရော့သွားတာတဲ့ကုံဆုံးပဲကိုရောက်သွားမယ်လို့ဆိုလို့တယ်ပေါ့နော်အများရန်ရှိနေမှာမဟုတ်အဲ့ဒီလိုတုံ့ပြန်ပြီးတော့မြတ်စွာဘုရားကပြောလိုက်တယ်ဒါက73မြောက်သုတ်တန်တစ်ခုနောက်7ခုမြောက်သုတ်တန်မှာတော့ပါတာနာသုတ်တန်လို့ခေါ်တယ်အဲ့ဒီသုတ်တန်မှာလည်းပဲဒီသုတ်တန်လေးတွေကအတူလေးတွေပဲမြတ်စွာဘုရားကအဲ့တုန်းကရာဇဂုတ်မြို့ခေစကုတ်တောင်မှာနေတာခေစကုတ်တောင်တော့ရကြောင်မှာနေတာအဲ့တော့မြတ်စွာဘုရားဆိုတာအမတန်လုံလဝိရိယကောင်းတယ်နော်လုံလဝိရိယအမတန်ရှိတယ်ဒါကြောင့်မို့ညမှောင်မိုက်တဲ့အချိန်ထဲမှာကောင်းကျောင်းအပြင်ထွက်ပြီးတော့ထိုင်နေမြတ်စွာဘုရားလားညမှောင်ကြီးထဲမှာကျောင်းအပြင်ထွက်ပြီးတော့ထိုင်နေတယ်အဲ့ဒီအချိန်လေးမှာမိုးရသည့်ဖြစ်လို့မိုးပေါက်ကလေးတွေကလည်းတစ်ပေါက်ကြာလာမိုးပေါက်ကလေးတွေနည်းနည်းကြာတယ်အဲ့ဒီမှာမြတ်စွာဘုရားထိုင်နေတော့မြတ်စွာဘုရားထိုင်နေတဲ့နားလေးမှာဘုရားကိုလာပြီးတော့6လမ်းနှောက်ရှက်တဲ့အနေနဲ့မနက်ကအနီးနားမှာဘာတွေလုပ်တော့ဆိုကြောက်တုံးတွေတတုံးနဲ့တတုံးတောင်မွားနေပြီးကြောက်တုံးတွေကိုပြစ်ချတယ်နော်တောင်မွားတွေကြောက်တွေကိုလှိမ့်ချတယ်ဆိုတာလိန်ကြတဲ့အတန်လေးကြောက်ချင်းရိုက်ခတ်တဲ့အတန်လေးနဲ့ဆူနေမှာပဲလေဩနဲ့တော့မြတ်စွာဘုရားကိုတော6တယ်ဆိုတာလို့ကြောက်တုံးတွေကိုလှိမ့်ချပြီးတော့အတန်ကြောက်အောင်လုပ်နေတယ်အဲ့ဒီမှာမြတ်စွာဘုရားကြည့်လိုက်တော့ဒါမနဲ့လုံနေတာမှန်းသိတော့သူ့ရွယ်ချက်ကဘုရားကို6လှန့်ညင်တာအဲ့တော့မြတ်စွာဘုရားသူ့ကိုတုံ့ပြန်ပြီးပြောလိုက်တယ်သစေပိကေဝလံတပ္ပံခိစ္စကုတံစနစ်တတိမင်းကြောက်တုံးနေလှိမ့်ချရုံကတော့ငါဘာမှမဖြစ်ဘူးမင်းတတ်နိုင်လို့ရှိရင်ဟောဒီကိစ္စကုတ်တောင်ကြီးတစ်ခုလုံးကိုတုံဟိသွားအောင်လုပ်တောင်ကြီးတစ်ခုလုံးကိုတုံခသွားအောင်လုပ်အောင်တော့နေဝတမ္မဝိမု ddha နံဗုဒ္ဓနာအဋ္ဌိအေစီတာခေစကုတ်တောင်ကြီးတစ်ခုလုံးတုံခသွားအောင်လုပ်တော့မှာပဲငါမှကြောက်လန့်နေဆိုတာမဖြစ်ဘူးတဲ့မင်းလုံးမနေနဲ့ပဲမယုံမရှိပဲမြတ်စွာဘုရားကမကြောက်ဘူးဆိုတာဘာလို့တော့ဆိုကြောက်တယ်ဆိုတာဒေါသကြောင့်ကြောက်တာဘုရားကဒေါသမရှိတော့
လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးကိလေသာတွေကမရှိတော့မရှိသည့်အတွက်ကြောင့်ဘုရားမှာကြောက်ချင်းမုန်းခြင်းဆိုတာလည်းမရှိဘူးတော့မရှိတာအဲ့ဒါကြောင့်မရှိတာနော်ဒေါသမကင်းတဲ့သူကကြောက်တာပဲဒေါသရှိနေရင်ကြောက်တာဒေါသကကြောက်တာကိုစိတ်ထဲမှာစိတ်ကကြောက်တာမဟုတ်မှန်ဒေါသကကြောက်တာဒေါသရှိလို့ရှိရင်ကြောက်တယ်လောဘရှိရင်လည်းဒေါသဆိုတာရှိလာတယ်အဲ့တော့လောဘဒေါသဆိုတဲ့ကိလေသာမှမရှိတဲ့ပုဂ္ဂိုလ်ကိလေသာတွေကလုံးဝလွတ်သွားတဲ့ပုဂ္ဂိုလ်တွေမှာဘယ်တော့မှကြောက်တယ်တို့ကြက်တိမွေးခြင်းထတယ်တို့နော်ကြက်တိသိသွားတယ်တို့ဘယ်တော့မှဖြစ်ဘူးတဲ့စိတ်ထဲမှာဘလောက်66တုံလို့ကြောက်ကြခြင်းမရှိဘူးအဲ့တော့ဘုန်းကြီးတို့တွေကြောက်တယ်ဆိုတာခုနဒေါသကြောင့်ကြောက်တာအဲ့လိုမြတ်စွာဘုရားကတုံ့ပြန်လိုက်တဲ့အခါကျမှမနတ်ကြီးဟာငါလုံနေမှရဟန်းဂေါရမသိသွားပြီဆိုပြီးအဲ့နေရာမှာပဲပျောက်ကွယ်သွားတယ်ဒါက7ခုမြောက်သုတ်ရဲ့မတန်တင်ထားတဲ့ချက်အေးမနတ်တို့မြတ်ဗုဒ္ဓရဲ့တုံ့ပြန်ချက်တွေဟာသူ့ရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ခုလိုဘယ်လိုပဲနှောက်ရှက်မြတ်စွာဘုရားရဲ့တုံလုံးချောက်ချမှုကိုဘယ်လိုမှဖြစ်အောင်လုပ်နိုင်တာမဟုတ်ဘူးစိတ်နှလုံးတုံလုံးချောက်ချတဲ့ဆိုတာကိလေသာဆိုတဲ့လောဘဒေါသမောဟတွေရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သားလင်တုံလုံးချောက်ချမှုဖြစ်တယ်ကိလေသာတွေကလွတ်မြောက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားကြန့်ခိုင်နေပေါ့ကြန့်ခိုင်သည့်အတွက်ကြောင့်ဘယ်လိုဆွဲဆောင်လို့မှလည်းမရဘူးဘယ်လိုကြောက်အောင်လို့မှလည်းခြောက်လို့မရဘူးဆိုတာကိုသိရှိနားလည်ပြီးမိမိတို့ရဲ့စိတ်ဓာတ်ကြန့်ခိုင်ရေးအတွက်မြတ်ဗုဒ္ဓနိပေသည့်အတိုင်းကြည်ကြံကြုတ်ကုတ်ပွားများအထောက်နိုင်ကြပါစေကုန်သတည်း